ပါခင်ဗျာကျွန်တော်ကိုရတာအပြန်အောင်ပင်နေကြီးကိုတွားလေကူကြပါခင်ဗျာပင်နေကြီးတိုင်းကြီးစော့မသားတာတကယ်ကိုပြောစရာကောင်းလာပါဒါပေမဲ့တစ်ခါတော့ဖြစ်ပင်နေကြီးကိုညီးစမ်းကြည့်မိတဲ့အခါဟာသူ့နေရပဲကွာဘာလို့ဒီလောက်တော့ငံနေရတာလဲဆိုပြီးစဉ်းစားခဲ့ကြဘူးပါလားညီချောင်းကြီးကြီးကြမှာပင်နေကြီးကြောင့်ဘာလို့ငံနေရစိတ်ဝင်စားကြသူ့ဝက်ချက်ဒီနေ့ကျွန်တော်ကိုရတာနဲ့တူတူလေးလာကြည့်အောင်ဗျာတကယ်တော့ပင်နေကြီးငံရတဲ့အဓိကတရားကအားလုံးအော်ရရတော့ကောင်းကင်ဘုံကကြာလာတယ်မိုးကြီးကြီးကြောင်နေဗျာမိုးကြီးတွေကတောက်ကြည့်မငံမှာဘူးလို့ထင်ကြရှိပါတယ်နော်ဟုတ်ကဲ့မိုးရွာချလိုက်တဲ့အခါလေထုထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နဲ့ပေါင်းဆက်သွားမိုးကြီးတွေထဲမှာအက်ဆစ်တဲ့အနေနဲ့ပါဝင်တော့တတ်ပါတယ်အဲ့ဒီမိုးကြီးတွေကကုန်းပေါ်ကကဘာမြေကြီးမားတဲ့ကြောက်တုံကြီးတွေပေါ့တဖွဲကြာရောက်လာတဲ့အခါကြောက်တုံတွေမြေကြီးတွေထဲမှာဘာဝအတိုင်းပုံကွယ်နေတဲ့စားတတ်တဲ့တက်တုတွေတဖြည်းဖြည်းအကြီးပြော်သွားစီပါလေအဲ့ဒီလိုနဲ့အကြီးပြော်သွားတဲ့စားတတ်တွေမိုးကြီးတွေနဲ့အတူမြစ်တွေချောင်းတွေကိုစီးဝင်သွားကြတာပေါ့ဗျာညီတွေကတောက်ကြည့်မငံဘူးဆိုပြီးသူတို့ထဲမှာစားတတ်အနေငယ်ကတော့မြဲတမ်းပါဝင်နေတာဗျအဲ့ဒီညီတွေအားလုံးကနောက်ဆုံးမှာတော့ဘေးစီကိုဥတီသွားလဲဆိုတော့ဒီလိုကြည့်ပြီးသားပါပဲဟုတ်ပါပင်နေပင်ကြီးတဲ့ကိုစီးဝင်သွားကြတာပါအဲ့ဒီလိုနဲ့ပင်နေတဲ့ကိုစားတတ်တွေနေ့တိုင်းရောက်ရှိလာတာပေါ့ဗျာဒါဆိုရင်ပင်နေပင်ကြီးကဘာလို့ပိုပြီးငံလာရတာလဲဆိုတဲ့အကြောင်းရင်းကတော့နေမင်းကြီးရဲ့အပူချိန်ကြောင့်ပင်နေကြီးတွေကအငွေ့ပြန်ပြီးကောင်းကင်ပေါ်တက်မိုးတိမ်တွေပြန်ဖြစ်သွားကြပြီတနာစရာစားတတ်တွေရီနဲ့အတူအငွေ့ပြန်မသွားနိုင်ပဲပင်နေထဲမှာပဲကန့်ကြည့်ပြီးကြံရိပ်ခဲ့တာကြောင့်ပါပဲဗျာဒီလိုဖြစ်ခြင်းမျိုးတစ်နှစ်နှစ်နှစ်မကဘူးနှစ်တန်းပေါင်းများစွာအဖန်အထက်ဖြစ်ပြန်လာတဲ့အတွက်နောက်ဆုံးမှာတော့ကျွန်တော်တို့မြင်တွေ့နေရတဲ့တိတ်ကိုငံလာတဲ့ပင်နေကြီးဖြစ်လာရတာဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ပင်နေကြီးဘာကြောင့်ငံရလဲဆိုတဲ့ဘူဒူတာကိုတေးချာသိရှိသွားကြပြီလို့ပြောနေပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးဖို့မမေ့ပါနဲ့နော်နောက်နေ့ဒီမှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဘူဒူတာတွေပုံမြင်တွေကိုညဝေပေးအောင်ပါလို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာကိုအားလုံးပဲကိုစိတ်နှပြချမ်းသာရှင်နေကြပါစေကျွန်တော်ဟိုရတာပါခင်ဗျာ